Aya paya le khouti cha yaw na along le khouti me set tiêu ke ma thain ti be ne no bitu ak thain khai lo le now phe ma taba pati shi lo la yong chi chin ne pyo thou yaw no ko ro Myanmar ပြည်ကြီးကိုကောင်းကြည့်ပြီးပါဆိုပြီးတော့ဘယ်နှကြိမ်အောင်မယ်လဲအားမရဘူးခုနှစ်ကြိမ် lucky 7ဘီနာမှာပြောလိုက် lucky 7ပဲလို့ပြောလိုက်ဘယ်လိုအောင်မလဲဆိုရင်တော့ယုံကြည်ခြင်းနဲ့ကိုရောမြန်မာပြည်ကြီးကိုကောင်းကြည့်ပြီးပါဟာလေလုယာဘယ်တော့ကောင်းကြည့်ပြီးမယ်လဲအင်္ဂလိပ်တရားမဟုတ်ဘူးရော်နယ်ထရမ်ရဲ့ကောင်းကြည့်လဲကျွန်တော်တို့မလို့ချင်ပါဘူးအိန္ဒိယနိုင်ငံရဲ့ကောင်းကြည့်လဲမလို့ချင်ပါဘူးစัจ java လာတစ်ခုလုံးကိုပိုက်တာအုပ်စုတော်မူတော့ဖယားတခင်ရဲ့ဖယားအရှင်တကာတို့ရဲ့အရှင်မင်းကြီးရဲ့ကောင်းကြီးမင်္ဂလာကိုမြန်မာပြည်မှာကျွန်တော်တို့တောင်းတပါတယ်ကဲသုံးချိန်အော်ရအောင်ယေရှုနာမ၌ကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြပါလို့သုံးချိန်တော့ကဲ1 2 3ကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါကိုရောမြန်မာပြည်ကြီးကိုကောင်းကြီးပြီးတော်မူပါလက်ခုပ်တီးကြရအောင်နော်ကိုရောမြန်မာပြည်ကြီးကိုကယ်တင်တော်မူပါအာမင်စာဝတ်နေရမည်ကယ်တင်ရမယ်ကျမ်းမာရနေလည်းကယ်တင်ရမယ်အမျိုးမျိုးကယ်တင်ရမယ်တုံးချိန်ယေရှုနာမ၌ကိုရောမြန်မာပြည်ကြီးကိုကယ်တင်တော်မူပါကိုရောမြန်မာပြည်ကြီးကိုကယ်တင်တော်မူပါကိုရောမြန်မာပြည်ကြီးကိုကယ်တင်တော်မူပါခုနခုတ်တီပြီးတော့ကြီးပွားကြအောင်နော်အာမင်အားလုံးပြန်ထိုင်ရအောင်ကျွန်တော်တို့ဒီနေ့မြန်မာပိုင်းရှိရှင်မှာရောက်ရှိလာတော့ဓမ္မမိတ်ဆွေအားလုံးအပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။ online にပါဝင်တော်လူဒီလည်းအားလုံးဘုရားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်တို့ဒီနေ့ခေါ်အားယူဖို့ရန်ယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်ယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့ခေါင်းရှင်နဲ့ကျွန်တော်တို့ခွန်အားယူဖို့ရန်ဖြစ်ပါတယ်။အဲ့ဒါကြောင့်အချက်၄ချက်နဲ့နံပါတ်1အနေနဲ့ယုံကြည်သူတို့အားခွန်အားနဲ့ပြည့်စုံစီတော်တန်ရှင်တော်ဝိညာဉ်တော်ဒုတိယမှာဖယားတခင်ဤဂရိတော်နဲ့ဝိညာဉ်တော်နံပါတ်3အနေနဲ့ယုံကြည်သူတို့အားကူညီမဆတော်ဝိညာဉ်တော်နံပါတ်4အနေနဲ့အခြားသောဘာသာစကားဒီလေးချက်အပြင်ကျွန်တော်တို့ခွန်အားယူဖို့ရန်ကျွန်တော်ဒီနေ့ယူဆောင်လာခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကျွန်တော်တို့လိလာယုံမိုးပဲနဲ့ဒီအရာကိုကျွန်တော်တို့ကိုယ်တိုင်သိစီနားလည်ပြီးတော့မင်းစံတတော်တာတမီမြဖြစ်နိုင်ဖို့ဘုရားကောင်းချီးပေးပါစေသူဝိညာဉ်တော်ကိုလက်ခုပ်တီးပြီးတော့အာရပါရเนาะကျွန်တော်တို့ကြိုးဆိုကြရအောင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုဖိတ်ခေါ်ပါ3ကြိမ်ပြောထုတ်ရအောင်ကဲ1 2 3တန်ရှင်တော်ကျွန်တော်တို့ဘတုကိုဖိတ်ခေါ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဘတုရဲ့တန်ရှင်တော်ဝိညာဉ်လေထာဝရဘုရားဤတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ဖိတ်ခေါ်ခြင်းဖြစ်တယ်နော်ခရိယန်ဒီရဲ့ဝိညာဉ်တော်လည်းမဟုတ်ဘူး LGD လည်းဝိညာဉ်တော်လည်းမဟုတ်ဘူးဖယားတခင်ရဲ့ဗါလေတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ဒီနေ့လိလာဖို့ဖြစ်ပါတယ်ဒီလိလာပြီးတဲ့နောက်မှာကျွန်တော်တို့မီဆန်ဖို့ဘုဒ္ဓတာအနေနဲ့တည်ဖို့မဟုတ်ဘူးစာထဲမှာတည်ဖို့မဟုတ်ဘူးကျွန်တော်တို့တည်တာတော့အများကြီးပဲမြန်မာပြည်မှာเนาะဒါပေမဲ့လောက်တတ်တာရှိလားမရှိဘူးเนาะရှာလက်အထင်မတည်နဲ့ကျွန်တော်ကြောင်းတက်တုန်းက music ကိုမှတ်ပြီးတော့ရတယ်အမတ်စစ်ဆယ်ရတယ်ဒါပေမဲ့ solfa တလုံးမှမတတ်ဘူးဘာဖြစ်လို့လဲကျွန်တော်အလွတ်နဲ့လှုပ်လိုက်တာပီတာနဲ့ဆွဲလိုက်တာ solfa ကြီးကျွန်တော်တို့လှုပ်လိုက်တယ်ဒါပေမဲ့အကုန်လုံးတော့ကျွန်တော်တတ်တယ်အုံနောက်တွေ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဆီယာမတောင်အော်တွားတယ်အဲ့ဒီတင်ပြတဲ့ဆီယာမကတော့ဆီယာမဒေါန်နောလို့ခေါ်တယ်သူကကချင်ပေါ့နော်အဲ့ဒါသူက solfa ကိုတင်ပြလိုက်တယ်နောက်ပြီးတော့ကျွန်တော် solfa မျိုးတင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တချင်မစတ်တဘူးဒီနေ့ထိမစတ်တဘူးမဟုတ်ဘူးမစတ်အာတီဘူးအဲ့ဒါဆီယာလန်ပြီးတော့နေရလူမှာကြောက်လို့အဲ့ဒါကြောင့်လူတွေကကျွန်တော်တို့ခုခေတ်မှာကျန်းစာတွေအကုန်လုံးတတ်နေပြီ online အနေနဲ့တတ်တယ်နောက်ပြီးတော့နော်ကျန်းစာကြောင်းပြီးတဲ့လူတွေတပုံတစ်ခေါင်းကြီးပဲဒါပေမဲ့တကယ်
အဲ့လောက်ပဲထားရအောင်နော်အဲ့ဒါကြောင့်ကျွန်တော်တို့တိတာနားလေတာမဟုတ်ပဲနဲ့ကိုယ်တိုင်တန်ရှင်တော်ဝိညာဉ်တော်ကိုလိလာပြီးတော့အားကိုးတော့သားသမီးများဖြစ်နိုင်ဖို့ကျွန်တော်ဒီနေ့နော်တိုက်တွန်းအားပေးဖို့ရနိုးဆော်ချက်ရတယ်ဟာလေလုယာကျွန်တော်ငယ်ငယ်တုန်းကနော်တောင်ပေါ်မှာကြီးပွင့်ပြင်းလာတာကိုနော်တောင်ပေါ်မှာဆိုရင်တော့ပေါင်းတင်းဆိုတာကျွန်တော်တို့နာမည်အပြင်ကြားတယ်မစားဘူးကျွန်တော်တကယ်ချင်းတယောက်ကဘယ်လိုပြောလဲပေါင်းတင်းကတအားစားလို့ကောင်းတယ်တဲ့ဟာဟုတ်လားတဲ့ဘယ်လိုလဲတော့ watch down နဲ့လုပ်ပြီးတဲ့နောက်မှာတော့ weekend တဲ့နောက်ပြီးတော့ခွန်နွားလိုက်တယ်နောက်ပြီးတော့အဲ့ဒါပူနေနဲ့စားတာအားရင်တွေချမ်းတဲ့တအားကောင်းတာတဲ့ကျွန်တော်စမီတွေးဒီမြုံချလိုက်တယ်ခမရဘယ်မှာစားလဲကျွန်တော်မစားဘူးသူများပြောတာကြားတယ်တဲ့တွားပြီရောသူများပြောတာကြားတယ်သူနည်းတကောင်းပဲလူတိုင်းကတန်ရှင်းတော်ဝိညာဉ်တော်နောက်ကပတ်တော်ကျွန်တော်တို့ online မှာဆိုရင်တော့ကျွန်တော်တို့တင်မဲ့ဆိုရင်တော့တန်ရှင်းတော်ဝိညာဉ်တော်ကြောင်းနော်သုံးပါးတဆူအကြောင်း Trinity နဲ့ Unity နော်အကောင်လုံးကျွန်တော်တို့နားထောင်တဲ့တိတဲ့နားလဲတဲ့ဒါပြပဲပါလေပေါင်းတဲ့ဘယ်တော့ကောင်းလဲဘယ်မှာခမရစားကျွန်တော်သူများပြောတာကြားတာတဲ့ကျွန်တော်တို့ခုချိန်မှာသူများပြောတာကြားတာမဟုတ်ပဲမြန်မာပြည်ကြီးခရိယာများအနေနဲ့တန်ရှင်းတော်ဝိညာဉ်တော်နဲ့ပြီးဝပြီးတဲ့နောက်မှာမြန်မာနိုင်ငံကိုကောင်းကြီးရစီတော်ယုံကြည်သူများဖြစ်နိုင်ပြီးအတိတ်တစ်ဖက်ပြန်လဲပြီးတော့ဘုရားကောင်းချီးပေးပါစီသူတန်ရှင်းတော်ဝိညာဉ်တော်ကိုကျွန်တော်တို့တောင်းတပါတယ်ကျွန်တော်တို့တိတာနားလဲတာတအားများတယ်ဆရာဒေးဗစ်လာပြောတယ်လို့ပြောမယ်ဆိုရင်တော့ဆရာများတာတီတဲ့ဟိုဆရာပြလိုက်စီတမျိုးပြေးလိုက်ဟိုရှန်ဟိုမှာတွားလိုက်နောက်ပြီးတော့ဘယ်မှာလဲရောဂျယ်မှာတွားလိုက်ဝီစလီမှာတွားလိုက်ကလေးမျိုးမှာတွားလိုက်ပီတူစီယုံမှာတွားလိုက်နောက်ဆုံးမှာ RIP မှာပူလိုက်တာအဲ့ဒါသူများစော်ကားတာမဟုတ်ဘူးနော်ကျွန်တော်ဆိုလို့တော့ကတော့ပါလဲဆိုရင်ကျွန်တော်တို့ကျမ်းစာကိုနားလည်ပါတယ်တပ်ပါတယ်ဒါပြမဲ့ပါလဲဆိုထာဝရဘုရားဤကောင်းမြတ်ကြောင်းကိုဗာလဲမင်းစံကြလောတဲ့စံမင်းစံနိုင်ဘူးရန်ဘုရားကောင်းချီးပေးပါစေအဲ့ဒါကြောင့်ယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့အနေနဲ့ကျွန်တော်တို့ခွန်အားယူဖို့ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခံပြီးတဲ့နောက်မှာယုံကြည်ခြင်းမှာမယက်တည်ပြီးတော့ဝိညာဉ်တိုက်ပွဲဝင်ပြီးတော့မြန်မာပြည်ကြီးအတွက်ကျွန်တော်တို့အထူးဆုတောင်းရမယ်အချိန်ရောက်လာပြီကျွန်တော်တို့ဆုတောင်းခြင်းအပြင်မြန်မာပြည်ကြီးကိုပြောင်းလဲမယ်ဘာပြောင်းလဲမယ်လဲစီးပွားရေးပြောင်းလဲမယ်လမ်းပန်းဆက်သွယ်ရေးပြောင်းလဲမယ်ပညာရေးပြောင်းလဲမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပညာရေးမှာလည်းပြောင်းလဲမယ်ကျမ်းမာရေးမှာလည်းပြောင်းလဲမယ်ဘာသာရေးမှာလည်းအကုန်လုံးပြောင်းလဲမယ်ဘယ်သူအပြင်လဲယေရှုခရစ်အပြင်အဲ့ဒါကြောင့်ယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကျွန်တော်တို့ခွန်အားယူတဲ့ချိန်မှာကျမ်းစာထဲမှာလူနှမျိုးပြောထားတယ်ပညာကြောက်ပေါ်မှာအိမ်ဆောက်တော်သူနဲ့ဘယ်မှာလဲတဲပေါ်မှာအိမ်ဆောက်တော်သူတဲ့ကြောက်ပေါ်မှာအိမ်ဆောက်တော်သူကိုဘာပုံဆောင်လဲပညာစီနောက်ပြီးတော့တဲပေါ်မှာအိမ်ဆောက်တော်သူဘယ်လိုလဲပညာမဲ့နော်နောက်ပြီးတော့သူတို့နေရပါလီပြင်းမုံတိုင်းကြားပြီးတဲ့နောက်မှာမူးရွာတဲ့အချိန်မှာတဲပေါ်မှာအိမ်ဆောက်တဲ့လူတွေကဘယ်လိုလဲပျက်စီးယူယွင်းသွားတယ်ကြောက်ပေါ်မှာအိမ်ဆောက်တော်သူကဘာဖြစ်လဲလုံးဝငါယူမဆိုင်ဘူးအတန်မပီတဲ့ကြားထဲမှာလုံးဝငါယူမဆိုင်ဘူးအဲ့ဒါချင်းဗမာစကားအထင်မကြီးတဲ့ခမ်တုံးမတော်အဲ့ဒါကလေးမျိုးမတယောကကောင်းငင်းဆန်ဝေးချင်တာဖြစ်လာတာပဲဆိုင်မှာတွားပြီးတဲ့နောက်ကောက်ငင်းစီတာတွားကောက်ငင်းမတီးတော့ဘူးလေစန်ဒီကြည့်လိုက်တယ်အိုလီဘာချိုက်လိုက်ဒါမျိုးလားမဟုတ်ဘူးတဲ့စန်အဲ့ဒီလိုစီတာတဲ့အော်နားလဲပြီးကောက်ငင်းတယ်ဖြစ်လာတာပဲနော်အဲ့ဒါကြောင့်ခမ်တုံးဘောတော်ဆိုတာလည်းမနေတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဘာပြောလို့လဲဆိုရင်တော့တန်ရှင်းတော်ဝိညာဉ်တော်မပါရင်ကျွန်တော်တို့ခုချိန်မှာဘာဖြစ်လဲလီပြင်းမုန်တိုင်းကြာလာပြီခရိယန်တရားဘာပြောလဲရှာဒီယာယုံကြည်သူတရားကျွန်တော်တို့ဆုတောင်းတာ9နှစ်ရှိပြီပဲနော်အဲ့ဒါဘာမှမထူးခြားဘူးအဲ့ဒါဘာလဲယုံကြည်ခြင်းမှာယိမ်းယိုင်နေပြီဆုတောင်းရင်လည်းဘာမှမထူးဘူးဆုတောင်းရင်လည်းမြန်မာပြည်မှာဘာမှမဖြစ်ဘူးကျွန်တော်တို့မိသားစုမှာဒုက္ခရောက်နေတော့ကျွန်တော်တို့မိသားစုမှာအစင်မပြေတော့ကျွန်တော်တို့အိမ်ထောင်မှာကျွန်တော်တို့နော်အတက်တာမှာဘာမှမထူးပါလားဟိုမယုံကြည်
တဲ့လူဒီရုပ်တုကိုးကွယ်တဲ့လူဒီတောင်ပူတော့အစင်ပြေတယ်ဒီစကားဘယ်နှချိန်ဘယ်နှခါကြားဘူးလဲအဲ့ဒါကြောင့်အဲ့လိုပြောတဲ့လူဒီဘယ်မှာအိမ်ဆောက်လဲတဲပေါ်မှာအိမ်ဆောက်တယ်ဒါပြီးမဲ့ခက်ခဲမှုဘယ်လောက်ပဲလာဒီမနေ့စီယာဒဘာတရားဟောလဲယောသရဲ့တက်တာယောသကဘာဖြစ်လဲခက်ခဲမှုမြောက်များစွာကြုံတွေ့ရတယ်နော်အမှုအများကြီးပေါ့နော်ဒီငရကိုဒီကစောင်းမြန်ကပုံမှန်နဲ့တွင်ထဲမှာချလိုက်တယ်နောက်ပြီးတော့ပေါ်တီဖာဘာပုံမှန်နဲ့လဲမဒိန်မှုပြဒနာနဲ့အများကြီးအမှုကြုံခဲ့တယ်ဒါပြီးမဲ့ तू ကနဲနဲမှနောက်မဆုတ်ဘဲနဲ့ဘာလို့လဲယေရှုခရစ်ကိုယုံကြည်ပြီးတဲ့နောက်မှာနောက်ဆုံးပန်းတိုင် goal ပဲမှာဝင်လဲဆိုရင်တော့တမဒနေရာမှာဖျားသခင်ကချီးမြှောက်တယ်ဟာလေလုယာခုချိန်မှာကျွန်တော်တို့ခက်ခဲမှုအများကြီးကြုံတဲ့အချိန်ယောသလူဒန်ဂျလာလူပေါလုနဲ့တီလာတို့လူပေါလုနဲ့တီလာတို့တော့အာရပါရတရားဟောနေတယ်ဟာလေလုယာလူဒီကျမ်းမာခိုင်းတယ်ဒါပြီးမဲ့သူတို့ကိုယ်တိုင်ပါတွေ့တယ်အချုပ်ထဲရောက်သွားတယ်ချောင်းနော်ထောင်ထဲမှာနှောင်ဖွက်ချင်းကိုခံပြီးတဲ့နောက်မှာဒါပြီးမဲ့ပေါလုတို့ကကြောက်ပေါ်မှာအိမ်ဆောက်တဲ့အတွက်ကြောင့်နော်ကျွန်တော်ကိုအာမခံလုပ်ပါလို့မပြောတော့ဘူးဘာလို့လဲဖယားသခင်ကိုချီးမွမ်းတယ်တီချင်းစုပြီးတဲ့နောက်မှာဖယားချီးမွမ်းတဲ့ချိန်မှာဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားရှိတယ်အဲ့ဒါကြောင့်မြန်မာပြည်ကြီးမှာရှိတော့ခရိယာမြတ်လုံးဝနောက်မဆုတ်ဘဲနဲ့ဆက်လက်ပြီးတော့ဆူတောင်းကြရအောင်နော်ညတိုင်းဆူတောင်းရအောင်ဟာကျွန်တော်တို့ဒီနေ့ဆူတောင်းတာပဲဘာမှဖြစ်မလာဘူးမပြောနဲ့နောက်ပါနေလိုက်ဆိုရအောင်ခက်ခဲမှုများလေဖယားတခဲရဲ့လက်တော်ဒီနီးစပ်လေဖယားတခဲရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်နီးလာလေအဲ့ဒါကြောင့်ပြဿနာကြုံတွေ့တဲ့ချိန်မှာ1မိနစ်နဲ့ဖယားတခဲရဲ့ဘုန်းတော်ကိုမကြာခင်ပေါ်လာမယ်ဆိုတာမြန်မာပြည်ခရိယာမြတ်ကျွန်တော်တို့ကြွေးကြော်ကြရအောင်အခုပါလာလေအောက်တိုဘာလနှစ်ကုန်ဖို့ရပြန်လာလူသေးလေနလာနော်အဲ့ဒီကြားထဲမှာနော်ကျွန်တော်တို့ရဲ့စုတောင်းခြင်းမီတာကိုတက်ခိုင်းပြီးတဲ့နောက်မှာအမေရန်စုတောင်းတဲ့ဒေါ်တာရမီမြဖြစ်နိုင်ပြီဘုရားကောင်းချီးပြပါစေကြောက်ပေါ်မှာအိမ်ဆောက်ရအောင်ဟာဆရာကြီးတွေကပြောတာပဲမြန်မာပြည်ကြီးကိုကောင်းချီးပြီးတော်မူပါနောက်ပြီးတော့ခဏလူငယ်တွေအောင်တန်ကိုလွှင်းဆိုပြီးတဲ့နောက်မှာဘာလုပ်လဲတချင်းကိုဆိုတယ်ဘယ်မှလဲအောင်လာဘယ်မှလဲအောင်မြင်လဲဟိုမှာအမျိုးဖြစ်တယ်မစင်စားနဲ့ဘာပဲဖြစ်ဒန်ဂျလာကတရက်ကိုဘယ်နှချိန်ဆူတောင်းလဲကျွန်တော်တို့တရက်ကိုဘယ်နှချိန်လဲမပြောရတော့ဘူးအာနာပါတယ်ဒါပြီးမဲ့တရက်ကို3ချိန်ဆူတောင်းတဲ့လူဘယ်ရောက်သွားလဲချင်းတိတ်တွင်မတောင်းတဲ့လူရောက်ရလားမရောက်ဘူးပြောင်းပြန်ဖြစ်လာတာတက်တာမှာအဲ့ဒါကြောင့်ဒန်ဂျီရာကိုတရက်ကို3ချိန်ဆူတောင်းတဲ့ဒါပြီးမဲ့ချက်ချင်းပြတ်တရားများကိုကျွန်တော်တို့လူအနေနဲ့လူအတွေးခေါ်နဲ့ကြည့်မယ်ဆိုတော့ချင်းတိတ်တွင်မှာခေါ်ဆောင်တော်သူချီဆောင်တော်သူနော်ခေါ်တော်သူတွေကိုဖယားတခင်ကချက်ချင်းကောင်းကင်နာအနေမူကျူပစ်ခိုင်းရင်ကောင်းတာပဲဆိုပြီးတော့ကျွန်တော်တို့ထင်ရမှာပေါ့ဒါပြီးမဲ့ပစ်ခိုင်းလားလုံးဝမပစ်ခိုင်းဘူးဘယ်ထိပို့လဲချင်းတိတ်တွင်ရောက်တဲ့ချိန်မှာဘသူရဲ့ဘုံထင်ရှားလဲဖယားရဲ့ဘုံတော်ကိုထင်ရှားတယ်မြန်မာနိုင်ငံမှာနော်3နှစ်3မှုမဟုတ်ဘူး4နှစ်5နှစ်ကျွန်တော်တို့စုတောင်းပြီးဇောတာကဲတို့ကျွန်တော်တို့ခက်ခဲမှုနော်အများကြီးရှိပြီးဒါပြီးမဲ့ကျွန်တော်တို့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ချင်းလူပြောမယ်ဆိုတော့ don't never give up လို့ပဲပြောလိုက်မယ်အဲ့ဒါချင်းစကားနော်အင်္ဂလိပ်လူပြောမယ်ဆိုရင်ဘယ်တော့မှနောက်မဆုံးနဲ့နော်အဲ့ဒါကြောင့်ယုံကြည်သူတွေပါလဲဘယ်တော့မှနောက်မဆုံးနဲ့ချင်းတိတ်တွင်ကိုရောက်နေပြီခဲဒန်ဂျီလာခင်ဗျဒီဖျားကိုမကူးကွယ်နဲ့လွယ်လေးပဲဒါပြီးမဲ့ तू အင်္ဂလိပ်လူပြောမယ်ဆိုရင်လုံးဝနောက်မဆုံးဘူးနောက်ဆုံးမှဘာဖြစ်လဲဖယားတခင်ရဲ့ဘုန်းတော်ကိုထင်ရှားတဲ့ချိန်မှာတမရအကြဘာပြောလဲဒန်ဂျီလာရဲ့ဖယားမအပဘယ်ဖယားမမကူးကွယ်ကြနဲ့လို့တမိုင်းကျွန်တော်တို့ရဲ့အဖြစ်အပျက်ကိုပြောင်းပြန်လန်ပြီးတော့သူကဟောဒီထာဝရဖယားဖြစ်တယ်လူအနေနဲ့ချင်းတိတ်တွင်ထဲကနေလွတ်
ရန်လန်းကြောင့်လုံးဝမရှိဘူးဒါပြီမဲ့ဘာဖြစ်လို့လဲဖယားတခင်ကြောင့်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းမှာမယက်တည်နိုင်ဘူးရန်ကျွန်တော်တို့ဘာလို့ရမလဲဆိုယုံကြည်သူတို့နဲ့တန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ဆိုတာသုံးပါးတဆူတဲ့တပါးဖယားဖြစ်တယ်နော်ဝိညာဉ်တော်ဖယားအရင်တုန်းကနော်ဝိညာဉ်တော်ဖယားကျွန်တော်ဆုတောင်းပါတယ်ဝိညာဉ်တော်ဖယားစာဘတူလေဘတူစီလေ Good morning Holy Spirit ဘတူဖတ်ဘူးလေဘတူလေအဲ့ဒါစာရေးဆရာကနော် Benihim Good morning Holy Spirit ရှာတော်တပါးကဖတ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုလူနော် Good morning လို့ပြောလို့မရတော့ဘူးဒီစည်းထားတဲ့လူကဘယ်နှတန်းလဲဝေဖန်မှုတယ်ဒါတော့ထားလိုက်ကျွန်တော်တို့နဲ့မဆိုင်တော့ဘူးတဘောပြောပြတာပါဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဟာပုပ်ကူတူဖြစ်တယ်သုံးပါးတဆူထဲကနေတဆူဖြစ်တယ်နော်ခမဲတော်အားလုံးပြောကြည့်ရအောင်ခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်အဲ့ဒါတလုံးတဝတ်ဒီအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဟာဓမ္မဟောင်းခေတ်မှာဓမ္မဟောင်းဆိုတဲ့အချိန်မှာအုတ်တီထဲမှာပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်တယ်မြန်မာပြည်မီးနဲ့တူတယ်မီးမဟုတ်ပါဘူးဖုံးလိုက်နဲ့တူတယ်ပေါ်လိုက်ပြောက်လိုက်အဲ့လိုပေါ့တူတော့လေဒီတန်ရှင်တော်ဝိညာဉ်တော် style ပဲနော်သူများကိုဖြစ်မတဲ့နဲ့ဓမ္မဟောင်းခေတ်မှာတန်ရှင်တော်ဝိညာဉ်တော်လည်းဘာဖြစ်လဲပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်နောက်ပြီးတော့ပါလဲဆိုတန်ရှင်တော်ဝိညာဉ်တော်ကလူကိုတီးတန်ရွေးချယ်ပြီးတဲ့နောက်မှာဝိညာဉ်တော်ရဲ့ဗိတ်တိတ်ခြင်းဝိညာဉ်တော်ရဲ့ဦးဆောင်မှုကိုဓမ္မဟောင်းခေတ်မှာကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်လူချင်းပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဗိတ်တိတ်ခြင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့မိတ္တဟာယခြင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့ fellowship လုပ်ခြင်းနော် partnership လုပ်ခြင်း relationship လုပ်ခြင်းကိုကျွန်တော်တို့မရဘူးဓမ္မဟောင်းခေတ်မှာဒါပေမဲ့ဓမ္မဟောင်းခေတ်မှာတန်ရှင်တော်ဝိညာဉ်လူပုပ်ကိုတီးတန်ရွေးတယ်အရွေးမခံတဲ့လူတွေတန်ရှင်တော်ဝိညာဉ်တော်ရတာမပြောနဲ့ဝေလာဝေးအနန္တောင်မခံရဘူးအဲ့ဒါပဲမှာတွေ့လေနော်စမွေလာရဲ့တက်တာထဲမှာနောက်ပြီးတော့စမွေလာကစီကိုဘိတ်တိတ်ဘူးရန်ယေစီရဲ့တာဘတုကိုဘိတ်တိတ်ခိုင်းလေဘတုဒါဝိတခြားလူတွေမဘိတ်တိတ်ခိုင်းတော့ဘူးနော်သူ့သားတွေစီမှာတန်းစီနေတာပဲဒါပေမဲ့လုံးဝမဘိတ်တိတ်တော့ဘူးဒါဝိတယောက်တည်းပဲဘိတ်တိတ်တယ်အဲ့ဒီနေရာမှာကျွန်တော်ဗာပြောလို့လဲဆိုတော့ကျွန်တော်တို့ဗာတွေ့ရလဲဆိုရင်တော့ဓမ္မဟောင်းခေတ်မှာတန်ရှင်တော်ဝိညာဉ်တော်လူတိုင်းအခါစားခွင့်မရဘူးသူတို့တီးတန်ရွေးချယ်တယ်ဆိုတာကျွန်တော်တို့ဒီနေရာမှာတွေ့ရတယ်ဒါပေမဲ့နော်အထူးသဖြင့်ဓမ္မဟောင်းခေတ်ရောက်ကုန်ပြီးတဲ့နောက်မှာဓမ္မတိခေတ်ရောက်တဲ့ချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဘယ်လိုလာတယ်လဲဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ကိုတောင်းတတော်သူတိုင်းအပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ကအမဲရန်ပန်ပူတယ်သူနဲ့အမဲရန်စီတယ်အဲ့ဒါကြောင့်မတူညီတာကတော့သူချုပ်အဖြစ်ဓမ္မဟောင်းခေတ်မှာလူကိုရွေးချယ်ပြီးတဲ့နောက်မှာဗိတ်တိတ်ချင်းခံရတယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခွင့်ရတယ်ဒါပေမဲ့ဓမ္မတိခေတ်မှာဘာဖြစ်လဲဆိုတော့သူကိုတောင်းတတော်သူတိုင်းကတန်ရှင်တော်ဝိညာဉ်တော်ကနီးကပ်စွာသူနဲ့ relationship လုပ်တယ်partnership လုပ်တယ် fellowship လုပ်တယ်မိတ္တဟာယဖွဲ့တယ်စကားပြောနိုင်တယ်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဘယ်နေမှာ Good morning Holy Spirit လို့ပြောတယ်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်စာမနိုင်လို့ကျွန်တော်စားရမရှိလို့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်မှာစိတ်ညစ်လို့ခေါ်ကြည့်လိုက်နော်မိဆန်းလိုက်ထူးဆန်းစွာကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်တော်ကအလုတ်လုံးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်ဓမ္မတစ်ခင်မှာအဲ့လိုပဲလာတယ်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်အထူးသဖြင့်ယုံကြည်သူများအားနောက်ကနေလိုက်ဆိုကြရအောင်တန်ရှင်တော်ဝိညာဉ်တော်ဒီယုံကြည်သူများအားလမ်းပြကူငေမဆာခွန်အားပြီးရန်စီလတော်ပုတ်ကူတူဖြစ်၏ကျွန်တော်တို့ကိုလမ်းပြမယ်ကူညီမယ်အင်္ဂလိပ်ကျမ်းစာထဲမှာ helper ကူညီတော်သူနော်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ကိုအမဲရန်ကူညီခြင်းတော့တန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုကျွန်တော်တို့ဒီနေ့နားလည်ပြီးတဲ့နောက်မှာသဘောပေါက်ပြီးတဲ့နောက်မှာတကယ်
နော်ကျွန်တော်တို့ Good Morning Holy Spirit လို့စာအုပ်ရေးတဲ့ပုဂ္ဂိုလ်လို့ကျွန်တော်တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်ကျမနော်မဆပါကူငီပါအဲ့လိုပြောရင်ဖယားတခင်ရဲ့ဘုန်းတော်ကိုကျွန်တော်တို့အပေါ်မှာထင်ရှားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်တန်ရှင်းတော်ဝိညာဉ်တော်ဘာတွေ့လဲနော်ခမဲတော်ဖယားတည်တဲ့အတိုင်းဖယားတကာတို့ရဲ့ဖယားရှင်တကာတို့ရဲ့ရှင်နော်ဟောဒီစัจ java တခုလုံးကိုပိုက်တအုပ်စုတော်သူဖန်တီတော်သူဖန်ဆင်းတော်သူဖြစ်စီတော်သူဒါတော်ယေရှုခရစ်တော်ပါတယ်အပိတ္တများကိုဆရာဖို့ရန်လူတရန်ကိုဆောင်ပြီးတဲ့နောက်မှာလောကမှာလာပြီးတဲ့နောက်မှာကျွန်တော်ကျမတို့အတွက်လေဝါကားတိုင်းပေါ်မှာစတိခံတော်ဖယားတခင်ရဲ့သားတော်ဖြစ်တယ်ကျွန်တော်တို့ရဲ့အပိများကိုစီးကြောဖို့ရန်အတွေးတော်ကိုတွင်လောင်းတယ်တန်ရှင်းတော်ဝိညာဉ်တော်ဘာတွေ့စီလို့ထားတယ်အဲ့ဒီအတွေးတော်ကိုယုံကြည်ပြီးတဲ့နောက်မှာကဲတင်ချင်းရတော့သူတိုင်းကိုအားနေတဲ့အချိန်မှာအာပီဘူးရန်စီလွတ်ထားတော့သုံးပါးတဆူတဲ့ကတန်ရှင်းတော်ဝိညာဉ်တော်ဖြစ်ကြောင်းကိုဒီနေ့တဘောပေါက်နားလည်နိုင်ဘူးရန်တန်ရှင်းတော်ဝိညာဉ်တော်ကအတိတ်တဖန်ပြန်လဲပြီးတော့ဖွင့်ထားပါစီအဲ့ဒီတန်ရှင်းတော်ဝိညာဉ်တော်ကိုကျွန်တော်တို့နော်တောင်းတကြရအောင်ကဲနံပါတ်1တွားမယ်နံပါတ်1မှာကျွန်တော်တို့ယုံကြည်သူဒုက္ခအားနဲ့ပြီးဆုံးစီတော်ဝိညာဉ်တော်တဲ့နော်အားလုံးတရားသူကြီးမဆာခန်းကြီး14အငယ်6ကဲဖတ်မယ်ခတ်တော်လေးနဲ့ဖတ်မယ်တင်းနေတော့ရှမ်းဆုံဆိုတဲ့ပုဂ္ဂိုလ်ကနော်တဆုံတခုမြနော်လက်ထဲမှာမပါတော့လဲနော်တနတ်အမျိုးမျိုးလန်ဒန်အမျိုးမျိုးမပါတော့လဲထာဝရဘုရားကြီးတန်ရှင်တော်ဝိညာဉ်တော်ဒီသူ့အပေါ်မှာတက်ရောက်တဲ့ဖြင့်တဲ့သူဒီစိတ်တငယ်ကိုဆွေးဖြတ်တကယ်တော့ဘသူဒီလိုဆွေးဖြတ်လဲချင်းတိကိုသူဆွေးဖြတ်နိုင်တယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့နော်ဘူချီအားဖြင့်မဟုတ်အာနာအားဖြင့်မဟုတ်ကျွန်တော်တို့ခဏပြောတယ်လို့ယခရယအခါကြီးလေးမှာကျွန်တော်တို့အငယ်6မှာပြောတယ်လို့ပေါ့ရှမ်းစုံအပေါ်မှာတန်ရှင်းတော်ဝိညာဉ်တော်ကိုစင်တက်တဲ့ချိန်မှာသူ့တငယ်တကောင်ကိုလက်အားဖြင့်အကုန်လုံးချီဖြတ်တကယ်လို့ချင်းတိတ်ကိုချီဖြတ်ရတယ်တဲ့သူ့အနေအားဖြင့်လူ1000လောက်ကိုလာရဲ့နော်တရိษံပေါ့လာရဲ့ဖာယုံနဲ့သူကအကုန်လုံးချတဲ့ချိန်မှာ1000လောက်အကုန်လုံးနော်တီချီပျက်စီးတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါဘသူရဲ့ခွန်အားလဲဆိုရင်တော့တန်ရှင်းတော်ဝိညာဉ်တော်ဖရာရဲ့ခွန်အားဖြင့်ဖြစ်လာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှမ်းဆုံးလူတန်ရှင်းတော်ဝိညာဉ်တော်ဖရာကိုအားကူတော်သူမြတ်ဖြစ်နိုင်ဖို့ဖရာကောင်းချီးပေးပါစီနော်ချင်းတိတ်ဆိုတကယ်တော့နော်ကျွန်တော်တို့ရဲ့ချင်းတရားပါလေစာဝတ်နေရေးလည်းဖြစ်နိုင်တယ်ကျမ်းမာရေးလည်းကျမ်းမာရေးချင်းတိတ်နဲ့ဂျုံတဲ့လူစီကောင်းစီလိမ့်မယ်စီးပွားရေးချင်းတိတ်နဲ့နော်ဂျုံကောင်းဂျုံလိမ့်မယ်ပညာရေးနော်ချင်းတိတ်နဲ့ကျွန်တော်တို့ဂျုံကောင်းဂျုံလိမ့်မယ်ဒီအရာများကိုဝိညာဉ်တော်ကိုစံတက်တဲ့အချိန်မှာပညာမရှိတော့သူကိုပညာပြီးတော့ဖျားဖြစ်တယ်အဲ့ဒါကြောင့်ထာဝရဘုရားကြောက်ရွံ့ခြင်းဒီပညာဤအချုပ်အခြာဖြစ်တယ်တဲ့နော်အဲ့ဒါကြောင့်ပညာအားဖြင့်အားနေတော့သူကိုကျွန်တော်တို့မလုပ်ရမလဲဆိုရင်တော့ဖယားတခင်ကိုအားကိုးရမယ်ကဲစပီဟောပြောပွဲနားထောင်ဖို့တဲ့လူအော်ပီချဲတို့နောက်ပြီးတော့ရှာလန်တိုင်ညူတို့နောက်ပြီးတော့ဘတူစီတီလေအမျိုးမျိုးဆီယာမခင်တူဝေတို့နောက်ပြီးတော့ဆီယာမောင်တာချူကတော့ဝန်နေပါတယ်ပြီးခဲ့တဲ့နေ့မှာခေါ်တော်မူခြင်းခံပြီးနောက်ပြီးတော့ဆီယာနီမင်းငူစပင်စီစီနဲ့အဲ့ဒါသူတို့တရားဟောတာကျွန်တော်တခုခေါ်နာရတယ်လို့ပြောရမလားတနည်းကြတော့ကျွေးကြောင်းသားနွားကြောင်းသားကျွေးကြောင်းသားတယောက်ကစာရေးဆရာကျွန်တော်တော်အားနေတယ်အားငယ်တယ်တဲ့ဘာအားငယ်လဲတဲ့ကျွန်တော်မှပညာမရှိဘူးတဲ့ကျောင်းလည်းမတက်နိုင်ဘူးတဲ့အားမငယ်ပါနဲ့ခမရတိတ်လို့အားငယ်တယ်ဆိုရင်ကျွန်တော်တခုပြောလိုက်ပဲတဲ့ဟိုဖက်အိမ်ကတက္ကသိုလ်ကျောင်းသားတယောက်ကိုခေါ်တယ်တက္ကသိုလ်ကျောင်းသားလာခဲ့တယ်ဒီမှာကျွေးကျောင်းသား
ခမည်းကိုအင်္ဂလိပ်စာနဲ့အင်္ဂလိပ်လိုမုတ်လိုက်ပါအင်္ဂလိပ်လိုပြောလိုက်ပါတဲ့ဟာရှာကျွန်တော်အင်္ဂလိပ်လိုမပြောတတ်ဘူးခမည်းဘယ်တန်းလဲတဲ့ကျွန်တော်တစ်ကတူအောင်တွားပြီးတဲ့ final အောင်တွားပြီးတဲ့ဟဲ့အင်္ဂလိပ်လိုပြောလိုက်လေတဲ့မပြောတတ်ဘူးတဲ့နောက်ဆုံးမှသူအစာရေးရှာပါပြောလဲဆိုကျွန်တော်တို့သူငယ်တန်းသားနေစားပြီးတော့10တန်းထိဘယ်နှစ်လဲ7တနစ်နောက်ပြီးတော့ college အောင်တွားရင်ဘယ်နှစ်လဲ4နှစ်ထားလိုက်15နှစ်မှာအင်္ဂလိပ်စာပြောလို့မရသေးဘူးအဲ့ဒါကြောင့်ကျွေးကြောင်းသားနဲ့တစ်ကတူကြောင်းသားအတူတူပဲအားမငယ်တဲ့ဒါတော့ဟိုဖက်ခန်းရောက်တယ်လားမထီတော့ဘူးနော်နားမလဲရင်လည်းပိုကောင်းတာပေါ့စူလူတာကတော့ကျွန်တော်တို့သူများကိုစော်ကားတယ်ပေါ့မြန်မာပြည်ကြီးရဲ့အဖြစ်အပျက်တကတူပြီးတွားပြီးဘာလို့လဲရန်ကုန်မှာဘာလို့လဲ speaking 10တန်တက်တယ်တဲ့ဟိုဆယ်လီနစ်လုံးတက်နော်ဒီမှာတက်နေတယ်ဒါပေမဲ့အင်္ဂလိပ်စာမဟုတ်တတ်လားမမဟုတ်တတ်ဘူးဒါပေမဲ့ဒီမှာဆရာပေါပြီးတော့နောက်ပြီးတော့တယောက်ဟိုမှာခိုးပြီးတော့အိန္ဒိယနိုင်ငံမှာ3လီနစ်တွားတက်တာဟိုမနစ်တင်ရတက်တာပြန်လာတော့အင်္ဂလိပ်လိုကောင်းကောင်းမဟုတ်တတ်တယ်သူများရဲ့ပညာရဘယ်လိုပညာရေးလဲနော်အဲ့ဒါဟိုဖက်ဆွင်ရောက်တယ်တော့ sorry ပေါ့ဆိုလိုတော့ကတော့ဗာလဲဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာဘာလူအပ်တယ်လဲဆိုရင်တော့ဖယားတခင်ရဲ့ကောင်းကြီးမင်္ဂလာလူအပ်တဲ့ကြောင့်ကျွန်တော်တို့လက်ထဲမှာဘာမှမစီးပြီးမဲ့ထာဝရဖယားရဲ့လက်တော်တို့နော်ကျွန်တော်တို့ဘာလို့ရမလဲစုတောင်းပြီးတော့မြန်မာပြည်ကြီးကိုပြောင်းလဲစီတော့ယုံကြည်သူများဖြစ်နိုင်ဘူးရမြန်မာပြည်မှာစီတော့ယုံကြည်သူများအတိတ်တဖန်ပြန်လဲပြီးတော့ခွန်အားယူရအောင်ဟိုအကြောင်းဒီအကြောင်းမပြောပါနဲ့ဒူးထောက်ပြီးတော့စုတောင်းတော့တာသမီများဖြစ်နိုင်ဘူးရဖယားကောင်းကြည့်ပြီးပါစေအဲ့ဒါကြောင့်ထာဝရဖယားရဲ့ဝိညာဉ်တော်ဟာသူ့အပေါ်မှာတက်ရောက်တဲ့ဖြင့်တဲ့တူဒီတဲ့စိတ်တငယ်ကိုဆွေးဖြစ်တကယ်တို့ချင်းတိတ်တို့ကိုဆွေးဖြစ်ဤလို့ကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူအပ်တာကတော့စီးပွားရေးအနေနဲ့နော်လောကအနေနဲ့အမျိုးမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဘာတာရေးစုတောင်းကနေတန်စင်တော်ဝိညာဉ်တော်ရဲ့ပံပူခြင်းအပြင်ကျွန်တော်တို့အောင်မြင်တော့တာသမီများဖြစ်ဖို့ရန်လိုအပ်တဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုတကယ်လိုအပ်တော့တာသမီများဖြစ်နိုင်ဖို့ရန်ရှမ်းဆုံးရဲ့အတ္တအပြင်ကျွန်တော်တို့ရှမ်းဆုံးကိုကျွန်တော်တို့အတွက် model ဖြစ်ပါစေရှမ်းဆုံးကိုယုံကြည်သူအားလုံးအတွက် mentor ဖြစ်ပါစေအဲ့ဒါကြောင့်ကျွန်တော်တို့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်စင်တဲ့ချိန်မှာမြန်မာပြည်ကြီးအတွက်မိသားစုအတွက်အကြီးအကျယ်ကျွန်တော်တို့စုတောင်းရင်ပြောင်းလဲကိုပြောင်းလဲရမယ်ဘီနာလို့ပြောလိုက်ပြောင်းလဲကိုပြောင်းလဲရမယ်ပြောလိုက်မဲနောက်ကနေလိုက်ဆုံးရောက်ခရစ်တော်၌စီတော်သူမိတွေကအတိပြုတ်ပြတော့တတဝဖြစ်၏ဟောင်းတော်ရာတို့သည်ပြောင်းလဲ၍ခတ်တိန်တော်ရာတို့သည်အတိဖြစ်ကြ၏ကိုလံဘီယာနူထာမှုစာအုပ်အခါတော့စာအုပ်ရှားပါတယ်ออนไลน์ထဲမှာရှာလိုက်နော်ကိုလံဘီယာရဲ့နူထာမှုကိုလံဘီယာနိုင်ငံမှာဘာဖြစ်လဲဆိုရင် drugs မူရစီဝပီဝတယ်ဘယ်တော့ထိပီဝလဲဆိုရင်တော့ဟိုတနေ့ကကျွန်တော် online ထဲမှာကြားပြီးဒါတွေ့ရတာတော့ကလေးလေးတယောက်ကိုယထာပေါ်မှာသူတို့ဒီလိုခြိထားတယ်အဲ့ဒီမှာဘာလို့လဲဆိုရင်တော့ drip plane ကြီးချိတ်ထားတာနဲ့သူတို့တွားရတယ်သူတို့တရင်ရတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်တော့ဒီတာမီကိုမဟုတ်မမှန်တော့ဘူးဆိုပြီးတဲ့နောက်မှာခမရတို့ရဲ့ကလေးပါပြီ။အိုးကျွန်တော်တို့ who bless မျိုးလန်းချက်ကုံတွားပြီးစီယုံကနေအိမ်ပြန်မလို့တဲ့အဲ့ဒါယထာပေါ်မှာသူတို့ခွေးဒီနဲ့အနန္တရှာတဲ့အချိန်မှာခွေးအတီးသွားတဲ့အတူချုပ်အပြင်ပြောမယ်ဆိုရင်တော့ချက်ချင်းသူတို့လည်းမရကိုဖမ်းလိုက်အချုပ်ထဲမှာတွားပို့လိုက်အဲ့ဒီကလေးလေးကိုကြည့်လိုက်တဲ့အချိန်မှာဘိုက်ကိုခွဲတဲ့အချိန်မှာအထဲမှာ number 4ပြထားတယ်တဲ့ကလေးငယ်တယောက်ရဲ့အလောင်းကိုဝေယူပြီးတဲ့နောက်မှာဘာရကလေးစားတယ်အကောင်လုံးထုတ်ပြီးတဲ့နောက်မှာမူရစီဝတ်ထဲတယ်နောက်ပြီးတော့ပြန်ချုပ်တယ်အင်ကြီးဝတ်ခိုင်းတယ်ပလင်ကြီးချိတ်တယ်ရှဝန်ဒီနဲ့နော်အပြည့်ယူလောက်တာပေါ့နားလည်မှုသူများနိုင်ငံမှာလည်းနားလည်မှုရှိတယ်တင်တယ်နော်အဲ့ဒါသူပလင်ကြီးချိတ်တဲ့ပုံစံနဲ့ပြန်လာတဲ့ချိန်မှာသူတို့ကခွေးနဲ့ဒီအနန်းနဲ့ခွေးကိုအနန်းခံခိုင်းပြီးတော့ရှာတဲ့ချိန်မှာဒီမှာ number 4တွေ့ရတယ်ဒီလောက်ထိကိုလံဘီယာမှာစူဝါနေတယ်နောက်ပြီးတော့တဲနှုတ်ရှာတချို့ရဲ့အိမ်မှာဘာလို့လဲဆိုရင်တော့ number 4ဒီ
တိမ်ပြလိုက်တယ်သူတို့ပိုက်ဆံအများကြီးထားတာပေါ့နော်ဗမာမှာပါလေဘုန်းကြီးလဲလူပဲဆိုတကယ်တော့နော်ခရီးယန်ပါစတာတချို့လဲလူပဲသူတို့အိမ်မှာနံပါတ်4ဒီဖွက်ထားပြီးတဲ့နောက်မှာသူတို့တညမှာဘယ်လောက်အဲ့ဒါခါစားကြတယ်ဖယားเจ้าမှာလဲတည်ထားတယ်အဲ့ဒါစာအုပ်ထဲမှာကျွန်တော်ဖတ်တဲ့စာထဲတွေကျွန်တော်ဘယ်လိုပြန်ဝင်ငှားလိုက်တာနောက်ဆုံးမှာဘာဖြစ်လဲဆိုမက်သဒစ်ဆရာတပါးကကိုလံဘီယာနိုင်ငံကိုပြောင်းလဲဖို့ရန်အကြီးအကျယ်သူစုတောင်းတဲ့2ယောက်3ယောက်လောက်စုတောင်းတယ်နောက်ဆုံးမှာတဖြည်းဖြည်းတဲ့အမှုတော်ဆောင်ရတိလာတဲ့အချိန်မှာစုပေါင်းပြီးတဲ့နောက်မှာစုတောင်းလာတဲ့အချိန်မှာကိုလံဘီယာအတွက်သူတို့အကြီးအကျယ်စုတောင်းတဲ့အချိန်မှာနလအလောက်ကြာတဲ့အချိန်မှာဘာဖြစ်လဲဆိုဘောလုံးကွက်အပိယုံကြည်သူတွေကိုစုတောင်းတဲ့အချိန်မှာအတူချုပ်အဖြစ်ပြောမယ်ဆိုနူးထမှုဖြစ်လာပြီးတဲ့နောက်မှာရဲဒီကအကုန်လုံးအလုတ်လက်မဲ့ဖြစ်တယ်တဲ့ကိုလံဘီယာမှာဒီ drugs မိုးရစီဝါကိုလောက်တဲ့လူလည်းမရှိတုံးဆွဲတဲ့လူလည်းမရှိတဲ့အတွက်ကြောင့်ကိုလံဘီယာမှာရဲဒီကအလုတ်လက်မဲ့ဖြစ်ကုန်တယ်တဲ့သူတို့ရဲ့နိုင်ငံကိုပြောင်းလဲစီတာကိုဘယ်သူလဲဆိုရင်တော့ယုံကြည်သူဘုန်းကြီးများနော်ခရိယန်ဘုန်းကြီးများယုံကြည်သူစုတောင်းခြင်းအပြင်ကိုလံဘီယာနိုင်ငံကိုချက်ချင်းပြောင်းလဲတဲ့ဆိုတာကိုကျွန်တော်တို့သင်ခန်းစာယူပြီးတဲ့နောက်မှာမြန်မာပြည်ကြီးအတွက်ဘာပဲပြောကျွန်တော်တို့ကဘာလို့ရမလဲလက်နဲ့ကိုက်တာမကိုက်တာကျွန်တော်မပြောလို့ပါဘူးကျွန်တော်တို့ဘာလို့ကျန်းစာအုပ်ကိုက်ပြီးတဲ့နောက်မှာအကြီးအကျယ်ဒီဒလအတွင်းမှာစုတောင်းတော့တာသမီများဖြစ်နိုင်ဖို့ရဝိညာဉ်တော်ကလမ်းပြပါစီရတဲ့အနေနဲ့ကျွန်တော်တို့နိုင်မှာမဟုတ်ဘူးနော်ဝိညာဉ်တော်မပါရင်ရှာတဲ့စုတောင်းတတ်ပါတယ်ဟိုလောက်မှထိုင်တယ်စုတောင်းရင်နဲ့ကိုတော့အိမ်ငိုက်သွားတာကျွန်တော်မိုးလင်းရင်ပဲလက်ဖေးဆိုင်သွားမယ်လေဒါတွေနောက်တစ်ခါတည်းရတဲ့အနေနဲ့တော့မလွယ်ပါဘူးဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားဖိတ်ခေါ်တဲ့အချိန်မှာဘယ်ချိန်မိုးလင်းရမှမတည်ဘူးအဲ့ဒါဝိညာဉ်တော်ရဲ့တကူအဲ့ဒါကြောင့်နော်တန်ရှင်တော်ဝိညာဉ်တော်ကလူဒီကိုခွန်အားပေးတယ်နော်အဲ့ဒါရှမ်းဆုံးအပေါ်မှာခွန်အားပေးတယ်ကဲနံပါတ်1တွားရအောင်ခပ်မြန်လေးနော်ဖျားတကယ်ဒီဂတိတော်နဲ့ဝိညာဉ်တော်ဆိုတာကိုကျွန်တော်ဒီကျမ်းပိုက်ကိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်56ကိုခဏလောက်ဖတ်ရအောင်ကဲ1 2 3ဖတ်မယ်အောက်မှာအဲ့ဒါပါလဲစင်တော့ဖယားတခင်นี่ဂတိတော်ငါကောင်းကင်ဘုကိုတက်တွားတော့မယ်ဒါပြီးမဲ့မစိုးရင်နဲ့နော်ဘယ်လိုပြောလဲခမဲတော်ဒီတမာတရားကိုပြတော်ဝိညာဉ်တော်တီးဟူတော်တပါတီတော်ဥပိစီယာကိုတင်ဒုနဲ့အတူအစင်မပြတ်တီနီစီချင်းငါတင်ဒုအားဗာလဲပြီးတော်မူမေတဲ့အဲ့ဒါကြောင့်သူ့ရဲ့ဂတိတော်ကတန်ရှင်တော်ဝိညာဉ်တော်ကိုခမည်းတော်ကိုငါပြီးမယ်လို့သားတော်ယေရှုခရစ်ကနော်ဘာလို့လဲဆိုရင်တော့ပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖယားတခင်ရဲ့ဂတိတော်ကကျွန်တော်တို့ပဲနော်ရင်ဆိုင်ဖို့ကျွန်တော်တို့ကပဲပြဿနာဖြေရှင်းဖို့ရအလိုတော်မရှိဘဲနဲ့ခမည်းတော်ထံမှာငါကိုယ်တိုင်ဆုတောင်းမယ်အဲ့ဒီခမဲတော်ကိုစီမာစုတောင်းပြီးတဲ့နောက်မှာတင်တုံနဲ့အတူအမဲနော်နီဘူးရန်ဘာလို့ပြရမလဲဆိုတော့အခြားတော့နော်ဝိညာဉ်တော်တီးဟူတော့တပါတော့ပါလေဥပကြီးဆရာကိုတင်တို့တဲ့ငါစီရမယ်လို့ပြောထားတယ်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုထာဝရဘုရားကစီရနေပြီဓမ္မဟောင်းခက်တုံကသူတို့တီးတန်နော်အဲ့ဒီခိုင်းတဲ့လူဒီယေစီယတာခုနှစ်ယောက်မှတောင်မှနော်ဘိတ်တိခွင့်မပြီးဘူးတောမှာရှိတဲ့ဘတူကမှတတိမထားပြီးပဲဒါဝိကိုခေါ်ပြီးတဲ့နောက်မှာသူကဘိတ်တိချင်းခံတယ်လူကိုတီးတန်ရွေးတယ်ဒါပြီးမဲ့ဒီဓမ္မတိခက်ရောက်တဲ့အချိန်မှာလူကိုတီးတန်မရွေးပဲနဲ့စီရွက်ပြီးပြီးဖြစ်တဲ့ကြောင့်နော်တောင်းတတော်သူလူချင်းတော်သူနော်ဒါဝိကဘာပြောလဲတမင်တရေတို့ဒီကဲကျောင်းသူဒီနာနာလေးပြောကြရအောင်တမင်တရေငါဝိငင်ဒီငါဝိငင်ဒီဘယ်သူတောင်းတလဲကိုရောကိုတောင်းတဤတဲ့သူကဘယ်သူကမှမရွေးဘူးတန်ရှင်တော်ဝိငင်တော်ကသူ့ကိုဖိတ်ခေါ်တော့သူ့ကိုတောင်းတတော့သူစီမှာ
တန်ရှင်တော်ဝိညာဉ်တော်ကအမဲရန်ပန်ပူပြီးတဲ့နောက်မှာအလုတ်တော်တန်ရှင်တော်ဝိညာဉ်တော်ပြီးမယ်လို့သားတော်ယေရှုခရစ်ကကျွန်တော်တို့ကိုဂရုပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စီရွတ်ပြီးဖြစ်တဲ့အတွက်ကြောင့်တောင်းတပြီးတဲ့နောက်မှာစုတောင်းတတော်သားသမီးများဖြစ်နိုင်ဘူးဝိညာဉ်တော်ကအတိတ်တဖန်ပြန်လဲပြီးတော့လမ်းပြအိုးဆောင်ပါစေခရိယန်ဖြစ်ရတာကျွန်တော်တို့နော်အနစ်တရားပွဲလို့တာတောင်ပေါ်မှာကြာပြီး5နှစ်10နှစ်နေပါစီနေပြီခုကျွန်တော်တို့ဘာလို့လဲတန်ရှင်တော်ဝိညာဉ်တော်လူအတဲဆိုတာပြန်လဲပြီးတော့ကျွန်တော်တို့အားလုံးနိုးဆော်ပြီးတော့တယောက်နဲ့တယောက်နိုးဆော်တိုက်တွန်းအားပေးခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ခမင်းတော်ကိုယ်တိုင်ကတားတော်ယေရှုခရစ်ကိုယ်တိုင်ကခမင်းတော်စီမှာတောင်းပြီးတဲ့နောက်မှာတန်ရှင်တော်ဝိညာဉ်တော်ပြီးမဲ့လို့ဂတိထားတယ်ကဲနံပါတ်3မှာယုံကြည်သူတို့အားကိုငီမဆာတော်ဝိညာဉ်တော်ဖတ်ကြည့်ရအောင်ဒီနေ့တော့ယုံကြည်သူတို့အားကိုငီဝိညာဉ်တော်တဲ့ကဲဖတ်ရအောင်အဲ့ဒီဘာချန်ချက်လဲယောမခန်းကြီး6အငယ်20ကဲဖတ်မြတ်တန်ကျဲကျဲနဲ့1 2 3ကျွန်တော်တို့ကဘယ်လိုဆုတောင်းမလဲဆိုတာလုံးဝနားမလဲဘူးတချို့လူတွေကပြောပါတယ်အမှုတော်ဆောင်ချင်းပေါ့ခင်ဗျားတို့ဆုတောင်းတာ2ရက်3ရက်ကျွန်တော်9မိနစ်နဲ့ပြီးသွားတာခင်ဗျားတို့ဘာတောင်းလဲအဲ့ဒါမိခွန်းထုတ်တဲ့လူလည်းမမားပါဘူးသူ့ရက်ခံစားချက်နဲ့တူပေါ့သူ့ခြေထောက်ပေါ်မှာသူ့ယုံကြည်ခြင်းခြေထောက်ပေါ်မှာသူ့ဟာသူရက်တည်တာပေါ့နော်ခင်ဗျားတို့တဏီကုံဆုတောင်းတာဘယ်ဘာဒီတောင်းလဲကျွန်တော်ပြောပြလိုက်ပါဦးတဲ့ဒါပြီးမဲ့ပါလဲဆိုရင်တော့ငါတို့မတတ်နိုင်တော့အရာမှာဝိညာဉ်တော်ဒီမဆတော်မူ၏ငါတို့ဒီဆုတောင်းတင်ဒီအတိုင်းအဘယ်ဆုကိုတောင်းရမေဟုမတိကြတို့ရတွေငါတို့ဆုတောင်းခြင်းအမှုကိုနှုတ်မမွေ့နိုင်တော့ငီးထွားခြင်းအပြင်ဝိညာဉ်တော်ဒီဆောင်မတော်မူ၏ဝိညာဉ်တော်ကကျွန်တော်တို့ကိုအမဲတမ်းကိုငီးမဆတယ်အဲ့ဒါကြောင့်ဝိညာဉ်တော်ပါပြီးတဲ့နောက်မှာဆုတောင်းတော်သူနဲ့ဝိညာဉ်တော်မပါဘဲနဲ့ဆုတောင်းတော်သူဟာအယံကွာခြားတဲ့အကြောင်းကိုကျွန်တော်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်တခါတလေကျွန်တော်တို့မတဲကွယ်တတ်တော့ဘူးအဲ့ဒါကြောင့်ဘာလို့လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုတီချာနော်နားလည်နိုင်ဘူးရန်ကျွန်တော်တို့ရဲ့စိတ်ထဲမှာထူတန်ရှင်တော်ဝိညာဉ်တော်ကိုဖိတ်ခေါ်ဖို့ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘယ်လိုဆုတောင်းမလဲနားမလည်နိုင်ဘူးတခါတလေတာသမီများအတွက်ဆုတောင်းပါတယ်ဒါပြီးမဲ့9မိနစ်လောက်ဆိုကုန်သွားပြီဒါပြီးမဲ့ဝိညာဉ်တော်ကဦးဆောင်လာတဲ့အချိန်မှာငါသမီးငါသားကိုယ်တော်ကောင်းချီးပြီးတော်မူပါစေတန်အောင်နိုင်ခွင့်ပြီးတော်မူပါတကတူမှာနော်အောင်မြင်နဲ့နော်ဘွေကိုစခုနိုင်တော့တာသမီးဖြစ်စီတော်မူပါနော်သူရွေရောက်ရင်လဲသူအိမ်ထောင်သူ့ဖော်တဲ့အကောင်းဆုံးစီစဉ်ပြီးပါအများကြီးလာတာပေါ့မကုန်နိုင်တော့ဘူးဒါပြီးမဲ့ဝိညာဉ်တော်ရဲ့ဦးဆောင်မှုမရှိရင်နည်းနည်းဆုတောင်းရင်ကုန်သွားပြီကျွန်တော်တို့အေဂျင့်တော်မှာပဲဟိုဘက်မှာကျွန်တော်မပြောလို့ပါဘူးတချို့လူတွေကဘာဖြစ်လဲဆိုတော့အတင်းတော်လူကြီးကိုတယောက်ကိုခံထားတယ်သူကချမ်းသာပါတယ်ရေကောက်ပွဲလို့တော့သူကပိုက်ဆံစီတဲ့အတွက်ကြောင့်နောက်ပြီးတော့သူ့ရဲ့ဆွေမျိုးအတိုင်းအဝိုင်းတွေလည်းနော်ဒီအတင်းတော်မှာနော်အန်အားတောက်နေတဲ့အတွက်ကြောင့်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာနော်သူကဘာလို့ရခဲ့လဲဆိုရင်တော့အတွင်းကြီးမှုနေရာမှာရခဲ့တယ်ဆွေမျိုးဒီရဲ့ပံ့ပိုးခြင်းအဖြစ်သူကရွေးကောက်ပွဲပြီးတဲ့အချိန်မှာသူဘာပြောလဲဆိုရင်တငယ်ချင်းတွေစီမှာကျွန်တော်တခုတောင်းပန်ခြင်းတဲ့ကျွန်တော်စာရေးခိုင်းရင်ရေးမဲ့အတွင်းကြီးမှုနေရာမှာစာဖြင်းပါဆိုရင်ဖြင်းမယ်ခမရတို့ခိုင်းတမြတတွင်မတင်ကျွန်တော်လိုက်နာမယ်ဂရိပြုပါတယ်ဒါပြီးမဲ့ခမရတို့ကလုံးဝပလင်ပေါ်မှာစုမတောင်းခိုင်းနဲ့နော်နောက်ပြီးတော့ဝက်ပြုတ်ကူးကွယ်တခုခုမှကျွန်တော်စုမတောင်းခိုင်းနဲ့ကျွန်တော်စုမတောင်းတတ်ဘူးအဲ့ဒါစုတောင်းမဲ့အစားအဲ့ဒါစီဝေးမှာကုံကြအားလုံးကိုကျွန်တော်လက်ဖက်ရည်နဲ့မုတ်တိုက်ပါမယ်တဲ့ဒါပြီးမဲ့ပြောင်းပြန်ပေါ့ခရိယာချင်းပေါ့တခြားခရိယာတွေဘာဖြစ်လဲဆိုတော့စုမတောင်းရင်မနေနိုင်တော့ဘူးတချို့ခရိယာတွေ
ခရိယန်တော့ဟုတ်တယ်စုမတောင်းတတ်တဲ့အတွက်ကြောင့်စုတောင်းလို့မရတဲ့အတွက်ကြောင့်သူကတငယ်ချင်းတွေကိုကျွန်တော်ကိုလုံးဝစုတောင်းခွင့်မပြုနဲ့ပလင်ပေါ်မှာကျွန်တော်အရှက်မခွေနဲ့ကျွန်တော်တာလည်းမဟုတ်ဘူးအဲ့ဒါပွဲပြီးရင်ကျွန်တော်အကုန်ကြအားလုံးလက်ဖေးဖို့ကျွန်တော်ရှင်းမယ်အဲ့လိုပြောတဲ့လူလည်းရှိတယ်အဲ့ဒါကြောင့်စုလူတာကတော့ဗာလဲဆိုရင်တော့တန်ရှင်းတော့ဝိညာဉ်တော်ရဲ့ပံ့ပိုးခြင်းမရှိရင်ကျွန်တော်စုမတောင်းတတ်ဘူးတရားမဟောတတ်ဘူးအဲ့ဒါကြောင့်နှုတ်မမွေးနိုင်တော့ငီးထွားခြင်းအပြင်ဝိညာဉ်တော်ဒီဆောင်မတော်မူ၏ဆိုတဲ့တကယ်တော့တန်ရှင်းတော့ဝိညာဉ်တော်ကကျွန်တော်တို့ကိုအမဲရန်ကူညီပံ့ပိုးတော့ဆရာဖြစ်ကြောင်းကိုကျွန်တော်တို့ဒီကျမ်းစာထဲမှာယောမအခန်းကြီးစစ်အငယ်26မှာတွေ့တယ်နောက်ဆုံးကျမ်းစာနော်အခြားသောဘာသာစကားပြောခြင်းဆိုတဲ့အရာနဲ့ကျွန်တော်တို့ညီကုန်းချုပ်မယ်ကဲအခြားသောဘာသာစကားပြောခြင်းမှာကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး14အငယ်1ကိုကျွန်တော်တို့အတူတကွဖတ်မယ်ကဲเจ้าမူကအခြားသောဘာသာစကားဖြင့်ပြောတော်သူသည်လူတော်ဘာမပြောဖျားသခင်အားပြော၏သူ၏စကားကိုအဘယ်တူမြနားမလဲနဲ့တော့ရာတို့ကိုဝိညာဉ်တော်အားဖြင့်ပြော၏ဘယ်သူစီမှာပြောလဲဖျားသခင်စီမှာပြောတယ်တဲ့အခြားသောဘာသာစကားဆိုတာဘာလဲဆိုတော့အခြားသောဘာသာစကားရတဲ့လူတွေလက်ထောင်ကြည့်ချရအောင်ကဲအားလုံးကြည်ယိုတယ်ပါဖျားရှင်ကောင်းချီးပေးပါစေဘာဒိတ်ပဲမှမရှိဘူးဒါယူကောင်းလားကျွန်တော်ပြောဖို့ပါတယ်ဘောနဘဂန်မဖြစ်ခဲ့ဒါပေမဲ့ဒီကျမ်းစာမှာဘယ်လိုလာထားလဲအဲ့ဒါဓမ္မဘယ်လိုပြောမလဲကျမ်းတပုတ်ကိုရပြောတာလည်းမဟုတ်ဘူးဆရာတော်ဒီတဲ့ပြောတာလည်းမဟုတ်ဘူးဂိုင်းကနာပြောတာလည်းမဟုတ်ဘူးတမန်ကျမ်းစာကဘာပြောလဲဆိုရင်တော့နော်အငယ်နှစ်မှာကဲအငယ်တစ်ရအောင်စူးစမ်းပြလိုက်ခဏနေပြန်ဖတ်မယ်နော်အငယ်တစ်အပေါ်အဲ့ဒါကြောင့်အကြောင်းမို့ကအခြားသောဘာသာစကားဖြင့်ပြောတော့သူဒီလူအားမပြောတဲ့နည်းနည်းတော့အရာတို့ကိုဖျားသခင်အားပြောတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့တန်ရှင်းတော့ဝိညာဉ်တော်ကိုကျွန်တော်တို့ဘာလို့ရမယ်လဲတောင်းတရမယ်လိုချင်ရမယ်အဲ့ဒါကြောင့်ယုံကြည်သူတို့နဲ့ဖျားသခင်ရဲ့တန်ရှင်းတော်ဝိညာဉ်တော်ဘယ်လိုဆက်ထားလဲအတူချုပ်အပြင်ကျွန်တော်တို့ဒီမှာတွေ့ခဲ့တယ်အငယ်တစ်ကိုကျွန်တော်တို့ရနိုင်မလားကိုငေလို့ရမလားငယ်တစ်နော်10လေးငယ်တစ်ကိုကျွန်တော်တို့ခဏပြန်ဖတ်ရအောင်နော်အဲ့ဒါကြောင့်ကျွန်တော်တို့တန်ရှင်းတော့ဝိညာဉ်တော်ကိုလိုအပ်တယ်ကျွန်တော်တို့တက်တာမှာဝိညာဉ်တော်အားဖြင့်နော်ဖယားဝတ်ကိုပြုတ်နိုင်ဖို့ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ဘာလို့ရမလဲဆိုရင်တော့ယုံကြည်ခြင်းကိုခိုင်မဲစီဖို့ရန်တန်ရှင်းတော့ဝိညာဉ်တော်ကိုလိုအပ်တယ်အဲ့ဒါကြောင့်တန်ရှင်းတော့ဝိညာဉ်တော်မရခဲ့ရင်ကျွန်တော်တို့ဘာဖြစ်တတ်လဲဆိုရင်တော့ကြောက်ပေါ်မှာအိမ်ဆောက်တော့သူမဟုတ်ပဲနဲ့ဘာလဲတဲပေါ်မှာအိမ်ဆောက်တော့သူလီတိုက်တယ်ပြိုလဲတယ်ပျက်စီးတယ်ဒါပေမဲ့ကြောက်ပေါ်မှာအိမ်ဆောက်တော့သူတွေလီတိုက်တယ်မိုးရွာတယ်မိုးပင်းထန်တယ်နောက်ပြီးတော့မိုးတီးကြတယ်ဘာမှမဖြစ်ဘူးဆိုတော့ဒီမှာကျွန်တော်တို့တည်ထားဖို့ရန်လိုတယ်ကဲအဲ့ဒါတစ်ကိုအမြင်ဖတ်ပြအောင်ချစ်ချင်းမေတ္တာကိုမြည်အောင်လိုက်တော့ဘာစိတ်ရှိရမလဲပြရတော့ခွင့်နော်ဝိညာဉ်တော်စုကြည်ယူတို့ကိုရဖို့ရန်ဘာလို့ရမလဲဆိုရင်တော့လူချင်းတော့ဘာရှိရမလဲစိတ်ရှိကြပါတဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်တော့ယုံကြည်သူနဲ့ဝိညာဉ်တော်ဆိုတဲ့နေရာမှာဝိညာဉ်တော်ကျွန်တော်ဘယ်လိုရမလဲခမည်းဘာဖြစ်မလဲဆိုရင်တော့ဒီကျမ်းစာထဲမှာအလူစီဖို့ရန်ကျွန်တော်တို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတို့ဒီတဲ့တခါတလေကျွန်ုပ်တို့ဘဝမှာအလူနဲ့အကြောင်းမဲ့အားငယ်စိတ်ပြတ်တတ်တဲ့အကြောင်းမဲ့အားငယ်စိတ်တတ်တဲ့စိတ်ပြတ်ပြီးတော့ပြတ်စီမိုးလင်းပြီးဘာလို့မလဲအိမ်နေနာချင်တာမိတယ်မတိတီးဘူးတဲ့ကျွန်တော်တို့ငယ်တုန်းကကလေးဝါဖက်မှနေတဲ့လူတွေတချို့လူတွေကဝါခုတ်တယ်နောက်ပြီးတော့ဝါမစ်ကိုရှာတယ်ဝါမစ်ကနေပါရလဲမစ်ချင်ဒီရတယ်နော်အင်္ဂလိပ်တရားဒါမစ်ချင်ကိုမတီးလို့ထမင်းစားတဲ့အချိန်မှာတယောက်မြင်တာပေါ့အဲ့ဒါဘာလဲတဲ့သူလည်းအဲ့ဒါမတီးဘူးအင်္ဂလိပ်လို့ဆိုတော့အော်ကျွန်တော်တီးတယ်ဘာလဲ bamboo children တဲ့ children bamboo အင်္ဂလိပ်တရားလည်းချက်ချင်းမတော်တော့ပါအဲ့ဒါ
ဝါနိုးတော့ဝါကိုပဲဘယ်လိုပြောမလဲကိုတူအိုက်ကိုလေအဲ့ဒါမြစ်ချစ်ကိုဘာပြောလဲဆိုတော့children bamboo တဲ့ bamboo children နော်အဲ့ဒါတို့လည်းချက်နားလဲပါဒါပေါ့နော်အဲ့ဒါအကြောင်းကျွန်တော်တို့တခါတလီအကြအဲ့ဒီဝါဒီဘာဒီခုတ်ပြီးတော့ဖွက်အိုးတွေရှာတဲ့လူတွေကိုဒီနာဟနွိုင်းဖက်မှာနောက်ပြီးတော့ဘယ်လိုလဲစော်ဘွားရီစင်ဖက်မှာသူတို့ကအလုတ်နာမင်ပါတယ်ခမရလောက်ကိုက်ပါတောင်တူခမရလောက်ကိုက်ပါမွေးမျိုးကြီးတချို့လူတွေကခမရလောက်ကိုက်ပါတဲ့ဂျာပန်တဲ့ဟာဂျာပန်ဆိုတာပါလေကျွန်တော်မတီးဘူးတဲ့အော်10ပေါက်ရှာရှိရင်ပေါက်မြေကြီးတူးရှာရှိရင်တူး10ခုတ်ရှာရှိရင်ခုတ်ဝါခုတ်ရှာရှိရင်ခုတ်အဲ့ဒါဘာခေါ်လဲအစုံတုပ်အဲ့ဒါကိုသူတို့ကဘာဖြစ်လဲဆိုသူတို့စကားနေနဲ့ဂျာပန်တဲ့နော်ကြုံရအလုတ်ဘာလဲတီးတင်ဖက်မှာ MBBS တဲ့မူဘန်ဘန်ဆမ်အဝင်ကွင်ချလိုက်တာနော်ကဲဒီပါမဲနားရင်ကောင်းမှထင်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဆရာလျံပြီးတချင်းတပုတ်လောက်ရေးပြီးပါချီယူပြပြီးတော့အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတို့နဲ့ဝိညာဉ်တော်အကြောင်းကိုကျွန်တော်တို့လိလာကြည့်တဲ့အချိန်မှာနံပါတ်1အတစ်ကိုအဲ့ဒီမှာဘယ်ရောက်တော့လဲယုံကြည်သူတို့နဲ့ကဲအားလုံးဖတ်မယ်ယုံကြည်သူတို့အားခွန်အားနဲ့ပြီးဆုံးစီတော်ဝိညာဉ်တော်ဖယားသခင်ဂတိတော်နဲ့ဝိညာဉ်တော်အခြားသောဘာသာစကားပြောခြင်းတာရှင်းတယ်လားရှင်းပါတယ်ကျွန်တော်တို့ရှင်းပြတာတစ်ထုပ်ထဲမှာတွေ့ရတယ်အတိတ်ပဲမရှိဘဲနဲ့ခင်ဗျားတို့ဘာပြောလဲနော်လူလည်းမလုပ်ပါနဲ့နော်အဲ့ဒီကျမ်းစာထဲမှာဘီတူကမှနားမလဲဘူးလို့ပြောတယ်နော်သူနဲ့ဖယားသခင်ဟာနဲ့တော့အရာတို့ကိုပြောခြင်းဖြစ်တယ်တဲ့ကဲ